အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ပတ်ပိတ်ရက်လေးမှာတော့အားရှိစေမဲ့ဝတ်သားဟင်းအီအီလေးစားကြတာနဲ့ဝက်လက်ရှိတာကီမိုအချိုချက်လေးချက်စားပြပါတယ်အရန်ကိုစားလို့ကောင်းပြီအိမ်မှာအလွယ်တကူဘယ်လိုချက်မလဲဆိုတာကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ဗျာအရင်ဆုံးဝက်လက်တွေကိုအညီနဲ့ကင်းပြီးတော့တန့်စင်သွားအောင်ရေနဲ့အထက်ထက်ခါခါတည်တည်ချာချာလေးစေးကြောတန့်စင်ထားပါတယ်ချက်မယ်ရှီတာကီမှုလေးတွေကိုလည်းရေစိမ်ထားပါမယ်ပြီးရင်တော့ဟင်းခတ်ငွေကြိုင်အတွက်ဂျင်းနဲ့ကြက်သွန်ဖြူကိုညနေအောင်ထောင်းထားပါမယ်ခင်ဗျာအခုအဆင့်မှာတော့ရေဆေးတန့်စင်ထားတဲ့ဝက်လက်တွေကိုအရသာတွင်းပါမယ်ကြက်သားမုံပန်းငယ်များ၏အနောက်ပန်းငယ်များ၏အကျဲဖယူစီတရုတ်မဆလာနဲ့ငရုတ်ကောင်းမုတ်တို့ထည့်ပါမယ်ပြီးရင်ခုနကထောင်းထားတဲ့ဂျင်းနဲ့ကြက်သွန်ဖြူကိုအရင်ညှစ်ပြီးတော့အသားနဲ့အရသာစိတ်ဝင်အောင်တည်တည်ချာချာနေပြီးတော့အရသာနှက်ထားပါမယ်အသားနှက်ထားတဲ့အချိန်မှာရေစိမ်ထားတဲ့ရှီတာကီမိုတွေကိုကိုလိုချင်တဲ့အရွယ်စားလေးတွေဖြစ်အောင်လှိဖြတ်ပြီးတော့ပြင်ဆင်ထားပါမယ်နော်အိုးထဲမှာစီပူလာပြီဆိုရင်တော့တကြားကိုအရင်ထည့်ပြီးအညိုရောင်တန်းလာအောင်ကြိုပါမယ်ပြီးရင်အနံ့မွေးသွားအောင်ကရဝေးရွက်နဲ့တကြပိုးခောက်ကိုထည့်ကြော်ပါမယ်ဒီနေရာမှာတော့အနံ့လေးမွေးပြီးတော့အီပြေစေဖို့ငရုတ်သီးချောက်တွေကိုထည့်ကြော်ပါမယ်တချို့ကတော့အချိုချက်မှာမထည့်ကြပါမယ်ကျွန်တော်ကတော့အီပြေလေးဖြစ်အောင်ထည့်ပေးထားတာပါခင်ဗျာအနံလေးတွေငွေတက်လာပြီဆိုရင်တော့အရသာနေထားတဲ့ဝက်လက်တွေကိုထည့်ပြီးတော့အိုးကပ်ပြီးအနံမွေးလာတဲ့အထိနန်းနန်းလေးလုံးပေးပါမယ်ဝက်လက်တွေအနံမွေးပြီဆိုရင်တော့ဝက်သားတုံးတွေလုပ်တဲ့အထိရေကိုခဏခဏထည့်ပြီးတော့အဖုံးအုပ်ပြီးတည်ထားလိုက်ပါမယ်ရေလဲခတ်ပြီဆိုတော့ဝက်သားတွေနူးမနူးသိအောင်ခင်းလေးနဲ့အသားကိုထိုးပြီးစမ်းကြည့်ပါမယ်အခုဆိုရင်အသားကကောင်းကောင်းနူးသွားရင်မို့လှီးထားတဲ့ရှီတာကီမိုလေးတွေထည့်ပြီးအရသာတမအောင်ခဏထပ်တည်ထားပါမယ်ခုဆိုရင်တော့အနံ့ရောအရသာပါရှယ်ဝင်းနေတယ်ဝက်လက်ရှီတာကီမိုအချိုချက်လေးရပါပြီခင်ဗျာအားလုံးပဲအတူတူစားကြပါဦးဝက်လက်လေးတွေကအီးလေးတွေနဲ့တကယ်ကိုစားလို့ကောင်းပါတယ်လုံနီးလေးကလည်းလွယ်ကူတာမို့အိမ်မှာချက်စားကြည့်ကြနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတာပါ